မင်္ဂလာပါရှင်အခုမှနေဝေ့ပြတာလေးကတော့ငါမူသားဆွဲကြိုးဖဲပွင့်လေးရဲ့ပန်းပွင့်ခေါင်းလောင်းလေးနှစ်ခုပါပါတယ်ရှင်တန်ကြိုးလိုင်းလေးနဲ့ပေါ့နော်ချစ်စရာလေးပါဟန်ချင်းနဲ့ငါမူသားချစ်စမီလိုင်းအပြားကိုမှအသေးလော်ကတ်နဲ့လက်စွပ်ကတော့တမတ်သားဖဲပွင့်လေးလေးပွင့်လေးဖြစ်ပါတယ်ရှင်ခေတ္တလေးအကုန်လုံးကယောက်ျားလေးဝေငါမူသားဆွဲကြိုးတွေဖြစ်ပါတယ်ရှင်ဒါချစ်စရာလေးတွေနော်ချစ်ချစ်လေးကြိုက်လဲရတယ်ပွပွားကြိုက်လဲရတယ်အတူလဲရှိတယ်အရှိလဲရှိရယ်နော်ကဲဒီဇိုင်းတွေအများကြီးထပ်ပြီးတော့ပြပေးအောင်မယ်နော်ကုန်လှတယ်နော်ဒါလေးကတော့ချစ်ချစ်ကလေးတွေပါချစ်ချစ်ကလေးတွေနေ့တိုင်းဝေးလို့ရတယ်ပေါ့နော်ဒါတော့နည်းနည်းလေးတွေပွားထားပြီးတယ်ခေါင်းစုပ်အရှိတွေပါရှင်ကျိုးအရှိတွေပေါ့နော်ကဲအကုန်လှတယ်နော်တေချာကြည့်ကြည့်ပါဒါတော့နောက်ထပ်တစ်မျိုးဒီဇိုင်းလေးတွေပါမတူမရှိဒီဇိုင်းလေးတွေဖြစ်ပါတယ်တန်ကျိုးအစိတ်လိုင်းပြောင်လိုင်းတန်ကျိုးအကျဲလိုင်းပြီးတော့ဒီဇိုင်းအလှလှလေးတွေပဲပြပေးလိုက်တာပါတစ်မျိုးစီလှတယ်နော်ကောင်းစွတ်တန်ကြိုးလိုင်းလေးပါရှင်အောက်ဆုံးကကြိုးကတော့နည်းနည်းလေးပွားပွားလေးပေါ့နော်တန်ကြိုးကြဲကြဲလေးခတ်ထားတဲ့လိုင်းလေးအခုအရန်ခစ်စားနေတယ်နော်အဲ့ဒီတန်ကြိုးအကျဲလိုင်းလေးတွေခေတာလေးအားကြတော့ဆွဲကြိုးငါမူသားဟန်ချင်းငါမူသားလက်စွပ်ဖဲပွင့်တမတ်သားလေးပြပေးလိုက်တာဖြစ်ပါတယ်အကုန်လုံးလာတယ်ရှင်ကြိုက်တာလေးတွေတွေ့ရင်အားပေးလို့ရပါပြီရှင်